သူများချင်းတွေပဲကျွန်တော်ဇက်ကုန်ကြီးကဆိုပြနေရတာသူများကိုပုံနာမည်ကြီးအောင်ပဲလုပ်ပေးနေတာသလားလို့ပဲကျွန်တော်စိတ်ထဲမှာခံစားရတယ်ပေါ့နော်အော်ပရာတွေပြန်းဆက်တွေနှစ်ပန်းသွားတွေကြတော့ကိုနဲ့ကိုဇက်တပင်ကိုအတွက်ကိုလှုပ်ပြရတာလေအဲ့တော့ပိုအားရတယ်စိတ်ရှိုးကတော့လုံးဝမစိုးကျွန်တော်ကတော့လှုပ်ဖြစ်တာကတော့ကျွန်တော်မြန်မာတန်တွေပဲလှုပ်ခဲ့တယ်မြန်မာတန်ချင်းတွေဆိုရင်တော့ကျွန်တော်အားဖို့6ဖို့လောက်ပေါ့ကိုပိုင်ချင်းတွေအခုကိုတချင်းတွေကိုပဲဆိုတာများတယ်ကိုတချင်းကိုဆိုရတော့ကိုအောင်မြင်ပို့စူးစမ်းပေးရတယ်လို့ပဲပေါ့သူများတယ်လုပ်ပေးရတာမဟုတ်ဘူးလေနော်ဒီကိုဗစ်နောက်ပိုင်းမှာလုံးဝမဆိုတော့ဘူးလေမဆိုတော့ဇက်ပါလဲကျွန်တော်ညီလေးတွေပဲဆိုတယ်ကိုရဲ့တစ်စက်လုံးနဲ့မှဆေးရှိုးဖြုတ်တာမဟုတ်ဘူးလေကိုယ်တိုင်ပဲမဆိုတာဖြစ်တဲ့အတွက်ကလေးတွေဆိုတာပဲစွန့်ညင်လို့ဆိုတယ်ပေါ့နော်နောက်ကျွန်တော်မင်းသားငယ်လေးတွေဆိုတယ်ပေါ့သူတို့ဆိုတာလက်ခံတာပေးတာဖြစ်တဲ့အတွက်အေးစစ်စစ်ပါပဲအားမဖြစ်ပါဘူးသူတောင်းဆိုလဲကျွန်တော်မရဘူးပဲပြောလိုက်တာပေါ့နော်ကိုမမရတာလေ့မှမလာတာ